အားလုံးပဲမင်္ဂလာပါရှင်ယူပြန်လေးတွေပြင်းလာတဲ့အခါတင်းရဲ့အကြည့်တဲကိုတိုးဝင်ပြီးတင်းရဲ့ကိုတင်းနန့်ကိုခန်းစားဖို့ဟိုဒီဒီလျှောက်သွားနေပါလိမ့်မယ်တကယ်တော့ဒါဟာသူတင်းအပေါ်ယုံကြည်မှုရှိကြောင်းပြသတဲ့အပြုအမူတစ်ခုပါပဲရှင်မင်းမှုနဲ့အနုဖြူကအကိုကြီးတို့အမကြီးတို့ကျေးဇူးပါရှင်ယူပြန်လေးတွေဟာစော့ကစားရတာကိုအရန်ဝါသနာပါကြပြီးစော့လို့မောသွားရင်လဲတင်းရဲ့လက်ပေါ်မှာတင်မေးပြီးအိပ်ပျော်သွားတတ်ကြပါသေးတယ်ဒါအပြင်သူတို့ဟာကမ္ဘာအသေးဆုံးနေပါမျိုးနွယ်ဝင်တရိษံလေးဖြစ်ပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ကတွဲလျပြီးခြေလက်တွေကတိုးတောင်းလာတာကြောင့်ကြည့်လိုက်ရင်အလွန်ပဲဖြက်လက်သွက်လက်တဲ့ခံစားချက်ကိုပေးစွမ်းပါတယ်အကယ်၍တင်းကသူ့ကိုအကောင်ပေါက်ဘဝကလေးကမွေးမြူခဲ့မယ်ဆိုရင်သူတို့ကသခင်ကိုမှတ်မိတတ်ပါတယ်သခင်ကိုမှတ်မိသွားပြီးရင်တော့သူကအရန်ကတ်ချွဲတက်လာပြီးတင်ပဲသွားတင်းနောက်ကိုပဲလိုက်နေတော့မှာပါစိတ်ဝင်စားဖို့ကောင်းတာကအိမ်မွေးယူပြန်လေးတွေကအနှဲငယ်ဆိုးသွက်တက်ကြပြီးသခင်ကဆိုးသွားတဲ့အခါမှာလဲဘာမှမသိတဲ့မျက်နှာလေးနဲ့ဟန်ဆောင်နေတတ်ပါသေးတယ်ရှင်ဒါအပြင်သူတို့ရဲ့ခန္ဓာကိုယ်ရွယ်စားကသေးငယ်ပေမဲ့တစ်နှစ်ကိုလဲကျွတ်အကောင်ရေ3000ခန့်အထိဖမ်းဆီးစားတောက်နိုင်ပြီးသူ့ထက်အစပေါင်းများစွာကြီးမားတဲ့သားကောင်တွေကိုတောင်အလွယ်တကူဖမ်းဆီးနိုင်စွမ်းရှိကြပါတယ်ချစ်စရာကောင်းတဲ့တကောင်လောက်မမွေးကျင်ဘူးလားရှင်အခုလိုစိတ်ဝင်စားစရာတွေထပ်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောပေးသွားကြပါအောင်ရှင်